ဒီနေ့မှာတော့မုံရွာမှာနေတဲ့9နှစ်ရွယ်တဲတုံးလေး April မိုးအတွက်ကိုအရန်ချစ်ရတဲ့ဖေဖေနဲ့မေမေကသမီးလေးချစ်တဲ့မမဝိုင်ရဲ့ဆိုင်ရနေပြီးတော့တဲ့နှစ်သိန်းကိုမမဝိုင်ကြိုက်တာတဲ့သမီးလေးပျော်ရွှင်အောင်လို့အမတ်တရလက်ဆောင်ပေးချင်ပါတယ်ဆိုပြီးတော့ပြောထားတဲ့အတွက်ကြောင့်မမဝိုင်ကိုယ်တိုင်တဲတုံးလေးအတွက်ကိုရွေးပြီးတော့ထည့်ပေးတော့မှာပါဖေဖေမေမေကအလုပ်သွားနေတော့သမီးလေးစာကြိုးစားပြီးဘဘနဲ့မေကြီးစကားကိုနားထောင်တော့ဆိုပြီးတော့ဖေဖေနဲ့မေမေကအမစကားလေးလေးပါထားပါတယ်အခုမမဝိုင်ဘယ် surprise လက်ဆောင်ပစ္စည်းလေးထည့်ပေးလိုက်မယ်ဆိုတာတူတူကြည့်ကြရအောင်ပထမဦးဆုံးတော့အခုမမဝိုင်ခရိုမီစင်မှာရောက်နေတယ်တဲတုံးလေးတိုင်းအရန်ကြိုက်တဲ့ခရိုမီကိုအရင်ဆုံးထားပြီးတော့ရွေးပေးတော့မယ်ခရိုမီစင်မှာဆိုရင်အများကြီးပဲတော့မမဝိုင်ဘယ်ကစထည့်ပေးရမှန်းတော့မသိတော့ဘူးအရင်ဆုံးမပါမဖြစ်ကအရင်စမယ်ဆိုတော့ Puppet Game လေးပါတဲတုံးလေးရေခရိုမီ character လေးနဲ့ပျော်စရာကောင်းမယ်တဲတုံးလေးရောက်တယ်ဆိုရတဲ့ဂိမ်းဆော့လို့ရအောင်လို့မမဝိုင် Puppet Game ဆက်လေးတစ်ခုထည့်ပေးလိုက်မယ်နောက်ကောဘာထည့်ပေးရမလဲဆိုတော့ဟောဒါလေးရောပဲခရိုမီကီးချင်းနဲ့မှန်မှာပါပါတယ်အရန်ကိုအဆင်ပြေပဲနော်ချစ်စရာလည်းအရန်ကောင်းတယ်ဒါလေးတစ်ခုအော်ဒီနားလေးမှာတော့လက်ပတ်နာကြီးလေးတဲတုံးလေးကြောင်းသားတဲ့အခါတော့ပါဆိုလုံးဝမရှိမဖြစ်လို့တယ်နော်ခရိုမီသင်းလေးနဲ့ပါဒါလေးတစ်ခုရဲ့ဝါအများကြီးပဲနော်တဲတုံးလေးကစင်ရိုင်းခေါင်းဖြစ်တယ်ဆိုတော့စူပီအသေးလေးကလေးဆိုင်ကလေးပေါ့နော်အရန်ချစ်စရာကောင်းတယ်ဒါလေးလည်းတဲတုံးလေးအတွက်ကိုထည့်ပေးအောင်မယ်ဟောခရိုမီလက်ဆက်ကလေးပါလားဒါလေးကလေဒီလားတဲတုံးလေးနောက်ကလေအချင်းချေပါလုပ်လို့ရတဲ့အတွက်ကြောင့်အရန်စင်ပြေရဲ့တဲတုံးလေးလက်နဲ့မတော်မာကြီးလဲစိတ်ပူစရာမလိုဘူးနော်ဒါလေးမမဝိုင်ထည့်ပေးလိုက်မယ်အသေးရောက်တဲ့တွေကမမဝိုင်ထည့်ပေးမယ်ကွာဟောဒီမှာတဲတုံးလေးចောင်းသားပြီဆိုရင်လေမရှိမဖြစ်လို့မှာပဲလေဒါလေးကကြတော့ပေတံလေးပါဒါလေးကခောက်ပေတံလေးတီးလား TikTok မှာတော့မကြင်ညာသေးဘူးဒီလိုမျိုးခောက်ပေတံလေးပါ quality လေးကအရန်ကောင်းတယ်ပြီးတော့ဒီမှာဆိုရင်ကြတော့ shake ကလေးတွေပါအရန်ကိုအဆင်ပြေပါတယ်ဒါလေးတစ်ခုဟောနောက်ကောအော်ဒါလေးထည့်ပေးမယ် slime လေးပါတဲတုံးလေးတဲဆော့ဖို့အတွက်ကိုမမဝိုင်းတပူးထည့်ပေးလိုက်မယ်နော်အိုးဒါလေးဆိုလဲအရန်ချစ်စရာကောင်းတယ်နော်ဒါလေးဆိုရင်ကလစ်စောက်ကလစ်ညှက်တဲ့ဥစားလေးပေါ့နော်အထူကြီးဖြစ်တဲ့ကြောင့်တဲတုံးလေးကြတော့နည်းနည်းစောက်ကြီးကတအားကြီးမထူတော့သေးတော့မမဝိုင်ဒါလေးကိုထားခဲ့လိုက်မယ်ဒါလေးတော့မမဝိုင်ထည့်ပေးမယ်ဘာလဲဆိုတော့ဒါလေးကကြတော့ TikTok မှာလည်းမမဝိုင်ဆော့ပေးထားတယ်လူမိုကတ်ပါကရိုမီဖန်မှန်နေဆိုရင်လူမိုကတ်လေးကတော့တေချာတော့ရှိတင်နေဆိုတော့လေဒါလေးထည့်ပေးလိုက်မယ်နော်နောက်ဘာထည့်ပေးရင်ကောင်းမလဲအပေါ်ရီမှာရောဝါဒါကြီးကမိုင်းလိုက်တာရောနိုင်ပါဖြစ်သွားမှာပေါ့နော်ကြောက်ပကြီးနဲ့ပုံဖော်ပြီးသွားပြီဆိုရင်တကယ်ကိုတိုင်ကတ်နိုင်လိုမျိုးထားလို့ရတာဆိုတော့ဒါကတဲတုံးလေးရဲ့လက်ရာလေးကိုအိမ်မှာအနှဆင်ထားလို့ရတာပေါ့မမဝိုင်ဒါလေးတစ်ခုထည့်ပေးမယ်ဒီဘက်ချမ်းမှာလည်းအရန်ကိုမိုက်တော့အိတ်ကလေးတွေရောအိုးခရိုမီအိတ်တွေကဒီဇိုင်းစုံရှိရပဲမမဝိုင်တစ်ခုထည့်ပေးမှဖြစ်မယ်အာဒါလေးထည့်ပေးလိုက်မယ်ဒါဆိုရင်ကျတော့အသားလေးကအရန်ကောင်းတယ်ဂျင်းသားလေးဆိုတော့လေအကျန်းလဲခံတယ်ရုပ်ကလေးကလည်းအရန်လာတယ်အဲ့တော့ကျတော့ဒီအိတ်ကလေးမမဝိုင်ထည့်ပေးမယ်ဒီရောက်မှာဆိုဒါပါရီလဲဆိုတော့မမဝိုင်ဒါလေးက TikTok မှာကျင်ညာထားတယ်ခရိုမီ NCD tablet လေးပါဒါစတစ်ကာလေးကတ်လိုက်ရင်တော့မျက်လုံးပုံလေးပေါ်သွားမှာနော်ဒါလေးကလည်းတဲတုံးလေးအတွက်ဆိုရင်မရှိမဖြစ်လိုအပ်ပါတယ်သူကကြတော့ပုံလေးဆွဲတယ်စာတွေရေးကျင်တယ်ဆိုရင်ခလုတ်တစ်ချက်နှိပ်လိုက်ပြတ်သွားတော့စာအုပ်တွေစာရွက်တွေအရန်တက်တာရယ်ပေါ့နော်ဒါလေးတစ်ခုထည့်ပေးမယ်နောက်ကောဘာထည့်ပေးရမလဲမမဝိုင်နဲ့တူတူရွေးပေးပါဦးဝါဒီမှာအရွက်100ပါတယ် sticker box ပါခရိုမီဖန်တိုင်းအရန်ကြိုက်တယ်ကွာဒီဥစ္စာကခရိုမီရှာပပတပူပဲကြံတော့ရဲဆိုတော့တဲတုံးလေးအတွက်ပဲမမဝိုင်ထည့်ပေးလိုက်တော့မယ်နောက်ပြီးရောဟောဒါလေးရောပဲဒါလေးကကြအသိရောက်တာတိတ်မကြသေးဘူးတဲတုံးလေးကြောင်းတော့ဆိုအရန်စင်ပြေသူက fine နေအထက်ထဲမှာအများကြီးပါတဲ့အတွက်ကြောင့်စာရွက်စာတမ်းနေဆိုရင်ဒါတိမ့်လို့ရတယ်ပေါ့နော်ဒါလေးတစ်ခုရဲ့ဟာဒါလေးရောပဲဒါကြတော့မမဝိုင်တက်တော်မှာဒါလည်းစော့ပြထားသေးရဲ့စတစ်ကာလေးတွေကိုတစ်စိတ်တုံးလိုမျိုးထုရတာလေရှာပပလေးဒါလေးကလေဒါလေးလည်းထည့်ပေးမယ်တဲတုံးလေးအတွက်လိုအပ်မဲ့ထင်းနဲ့ခရိုမီ notebook စာအုပ်ကလေးပါ